အားလုံးပဲမင်္ဂလာပါအဲဒီရှိတဲ့ channel ရပြန်လေးယူဆလိုက်ပါတယ်ကျွန်တော်ဗီဒီယိုတွေကိုလည်းမတင်ပြတာကြာပြီဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့မှာ crypto နဲ့အကြောင်းဝယ်လုပ်တဲ့သူတွေ crypto နဲ့ exchange လုပ်ချင်တဲ့သူတွေအတွက်အဆင်ပြေမဲ့အသုံးဝင်မဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်လုပ်ပြအောင်ဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီနေ့လုပ်ပြမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ဒီ crypto တွေကိုဝယ်လို့လည်းရမယ်ရောင်းလို့လည်းရမယ်အဆင်ပြေသူတို့ trade လို့လည်းရမယ်အဆင်ပြေလို့လုပ်လို့ရပေးမဲ့app လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်ဒီ Binance account လေးဖြစ်ပါတယ် Binance account ဖွင့်နေလို့ကျွန်တော်ပြောပြပါမယ်ဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့အရင်ဆုံးလုပ်ကမှာတော့ Binance app ကို Android ကိုင်တဲ့သူတွေဆိုရင်တော့ကျွန်တော် Play Store မှာတောင်းမယ် iOS ကိုင်တဲ့သူတွေဆိုရင်တော့ App Store မှာတောင်းပါမယ်app ရဲ့ link ကိုလည်းကျွန်တော် description မှာထည့်ပေးထားမယ်เนาะပြီးရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ရတဲ့ဆိုရင် subscribe လေးလုပ်သွားပြီးမြင်ရရခံပါတယ်ကျွန်တော်ဒီထက်ပိုပြီးတော့အသုံးဝင်မယ်ကျွန်တော်ရဲ့ဒီ subscriber တွေအတွက်အသုံးဝင်မဲ့ဗီဒီယိုလေးကိုလည်းထပ်မံအများကြီးတင်ပေးသွားမှာဖြစ်တဲ့အတွက် YouTube channel လေးကို subscribe လုပ်သွားပြီးမမေ့ပါနဲ့အဲ့ဆိုကျွန်တော်တို့အစီအစဉ်လေးစလိုက်ကြအောင်အရင်ဆုံးပထမကျွန်တော်တို့ Binance app ထဲကိုအရင်ဆုံးဝင်မယ်ဝင်ပြီးတော့ရင်ကျွန်တော်ဒီလိုပေါ်တဲ့ခါကျရင် sign up နဲ့ login ဆိုတာရှိတယ်အဲ့ကျရင် sign up ထဲကိုဝင်လိုက်ပါဝင်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီအောက်မှာ create a Binance account ဆိုတာရှိတယ်အဲ့ထဲကိုဝင်ပါပြီးရင်ကျွန်တော်တို့ဒီမှာဖုန်းနံပါတ်နဲ့လည်းဖွင့်လို့ရမယ် Apple ID နဲ့လည်းဖွင့်လို့ရမယ် Gmail နဲ့လည်းဖွင့်ရမယ်ကျွန်တော်တို့ Gmail နဲ့ဖွင့်မှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ Gmail လေးကိုကျွန်တော်ထည့်ပါမယ် Gmail မဖွင့်တဲ့သူတွေရှိရင်လည်းကျွန်တော် Gmail ဖွင့်ပြီးတော့ကျွန်တော်ဒီ video ရဲ့ description မှာထည့်ပေးထားပါတယ်အဲ့ကြရင်ကျွန်တော်တို့ဒီ Gmail လေးကိုကုတ်ကကြမယ်အဲ့ကြရင်ကျွန်တော်တို့ Gmail app ထဲကိုသွားမယ်အဲ့မှာကျွန်တော်တို့ကုတ်လေးကြည့်မယ်အဲ့ကြရင်ဒီမှာ19366လေး19366လေး okay အဲ့ကြရင်ကျွန်တော် password လေးမှတ်မယ် password လေးရိုက်ထည့်ရမယ် password ကတော့ကိုမှတ်မိမယ်တခုဟာကိုရိုက်ထည့်ပါအဲ့ဆိုရင်ကျွန်တော်ဒီမှာဒီလိုလေးပေါ်လာပြီဒီလိုလေးပေါ်လာတဲ့အခါကျရင်ကျွန်တော် description မှာထည့်ပေးထားတယ်ကျွန်တော်ရဲ့ invite code လေးကိုထည့်ပေးဖို့လည်းရေးလိုက်ရက်ခံပါတယ် Gmail ထဲကကြာလာတဲ့ code ကိုထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ account လေးဒီလိုဝင်ပြီးသွားဖြစ်ပါတယ်ကျွန်တော်ကတော့အခု account verification ဝင်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တိုင်းဆောင်းအောင်ပါမယ် verification ပြီးသွားတဲ့အခါကျရင်တော့ကျွန်တော်ဒီမှာ deposit မှာပတ်စံထည့်ပြီးတော့ကျွန်တော်တို့ crypto တွေကိုဝယ်လို့ရမယ်ကျွန်တော်တို့ crypto တွေကိုရောင်းလို့ရမယ်ကိုအဆင်ပြေလို့ trade လုပ်လည်းရမယ်ကိုအဆင်ပြေလို့လုပ်ချင်သူတို့လုပ်လို့ရမယ် app လေးလည်းဖြစ်ပါတယ်ကျွန်တော်ဒီထဲမှာ KP နဲ့လည်းရောင်းလို့ရမယ်ဝေပေးနဲ့လည်းပြန်ဝယ်လို့ရမယ်ဝေပေးနဲ့လည်းရောင်းရရင်ရှိမြန်မာပြည်မှာသုံးနေတဲ့ page မှန်သမျှနဲ့အကုန်သုံးလို့ရမှာဖြစ်ပါတယ်အကုန်လုံးအဆင်ပြေမယ်လို့လည်းပြောနေပါတယ်ကျွန်တော် YouTube channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်လိုက်ပြီးပြတာရက်ခံရပါတယ်ကျွန်တော်ဒီလုပ်တဲ့ step by step တွေမှာအဆင်ပြေမှုရရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram channel မှာလာရောက်မေးမြန်းလို့လည်းရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြရအောင်